พึ่งဆိုတဲ့အလုံးလေးဖြစ်ပါတယ်ဒီพึ่งဆိုတဲ့အဓိပ္ပာယ်ကမြန်မာလိုအဓိပ္ပာယ်ဘယ်လိုရှိတယ်လဲพองอพึ่งไม่เอกพึ่งพึ่งဒီกูเบတို့กูလေးတင်ပဲတို့မကြသိမိကပဲတို့လောလောလတ်လတ်ပဲတို့ဟာလာတော့မရှိမနှောင်းကပဲတို့လောက်ပြီးသွားတဲ့အရာလေးတွေကိုကျွန်တော်တို့ပြောပါတယ်ခင်ဗျာ verb ကရိယာရဲ့အရှိမထားပြီးတော့ပြောမယ်အကူကရိယာအနေနဲ့နေပါတယ်တဲ့ခင်ဗျာဒါဆိုရင်ဥပမာဘာမှလို့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ခုပဲတမင်စားပြီးတဲ့ผมเพิ่งกินข้าวเสร็จผมเพิ่งกินข้าวเสร็จဒီလိုမျိုးပြောမယ်နောက်တစ်ခုကကျတော့ရထားခုပဲထွက်သွားတယ်รถไฟเพิ่งออกไปเมื่อสักครู่รถไฟเพิ่งออกไปเมื่อสักครู่ခုနလေးတင်ပဲရထားထွက်သွားတာကျွန်တော်ခုလောလောလတ်လတ်ပဲကျွန်တော်အိမ်ပြောင်းလာတာဆိုပါစို့ผมเพิ่งย้ายบ้านมาที่นี่ผมเพิ่งย้ายบ้านมาที่นี่ကျွန်တော်လောလောလတ်လတ်ပဲဒီရက်ပိုင်းတွင်ပဲကျွန်တော်အိမ်ပြောင်းလာတာပြောချင်တာအိမ်ပြောင်းလာတင်ကြသေးဘူးပေါ့နော်နောက်ဘာရှိအောင်လဲဆိုရင်ငါတို့အခုပဲတွေ့ကြတာเราเพิ่งเจอกันပေါ့နော်เราเพิ่งเจอกันတို့အလောက်ကနေกูไปအိမ်ပြန်ရောက်တာဆိုပါစို့ပြန်လာတာဆိုပါစို့เขาเพิ่งกลับมาจากที่ทำงานเขาเพิ่งกลับมาจากที่ทำงานအဲ့တော့ဒီพึ่งဆိုတဲ့စကားလုံးအစားထိုးပြီးတော့မှာပေါ့နော်တခြားအလုံးသုံးသေးတယ်တဲ့พึ่งနဲ့พองอพึ่งไม่เอกพึ่งဒီလုံးနဲ့လည်းအစားတို့သုံးလို့ရပါသေးတယ်တချို့ကျတော့พึ่งလို့ပြောတယ်တချို့ကျတော့พึ่งလို့ပြောတယ်နှစ်တန်လုံးနှမျိုးလုံးကြားနိုင်ပါလိမ့်မယ်တို့များပြောတာတွေเนาะအဲ့တော့နှစ်ခုစလုံးကအဓိပ္ပာယ်တူတူပါပဲ